အားလုံးမင်္ဂလာပါဒီနေ့ကျမတို့ Childhood Self Management Series Part 5ကိုရောက်ရှိလို့လာပါပြီဆိုတော့ဒီနေ့မှာတော့ကျမအနေနဲ့ကျမလိုက်ကြည့်တာပေါ့နော်ဒီတခြားဆရာတွေဆရာမတွေတကယ်ပညာရှင်တွေကမပြောသေးတဲ့ nature နဲ့ nurture ကိုကျမအနေနဲ့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့ nature ဆိုတာကတော့ကျမတို့ nature လို့ပြောလိုက်တဲ့အခါမှာပေါ့နော်သဘာဝပေါ့နော်ဆိုတော့ကျမတို့ကလေးတွေကိုတဘာဝအတိုင်းကြီးထွားခြင်းပေါ့နော်ဆိုတော့ကျမတို့ဒီကျမပထမဖတ်1မှာအားလုံးသိလိမ့်မယ်ကလေးတွေပေါ်မှာ talents တွေကဘာတွေရှိလဲဆိုတာကိုမိဘတွေကအရင်ဦးဆုံးရှာဖွေရမှာဖြစ်တယ်လို့ကျမပြောထားသလိုပဲဒီ nature ဆိုတာလေကလေးတွေအနေနဲ့သူတို့ရဲ့ဒီသူတို့မှာရှိတဲ့နော်သူတို့မှာရှိတဲ့ဒီ talents တွေဘာတွေရှိသလဲဆိုတာကိုသူတို့အများအားစူးစမ်းလေ့လာတတ်ဖို့အတွက်ကျမတို့ကပြုစုပြုထောင်မှာဖြစ်တယ်ဆိုတော့အခုဒီနေ့ခေတ်ကိုကျမတို့ကြည့်မယ်ဆိုရင်နည်းနည်းပေါ့နော်ကျမတို့ရှစ်ခေတ်တွေထဲဆိုင်တော့ဤပညာတွေအရင်ဖွံ့ဖြိုးတိုးတက်နေသလိုအပြောင်းလဲတွေကလည်းအရင်မြန်တယ်ပြီးတော့အခက်အခဲတွေကလည်းပိုပိုပြီးတော့များလာတာကိုအားလုံးသတိပြုမိမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျမတို့သတိပြုမိတဲ့အထဲမှာကျမတို့ဘာကိုသတိပြုမိလဲဆိုတော့ကျမတို့အနေနဲ့အခုကကျမတို့ငကိုရာဆိုရင်နိုင်ငံတကာနိုင်ငံမှာပဲနေတယ်ဒီနိုင်ငံမှာပဲကျမတို့ကြီးထွားတယ်ပေါ့နော်ဒါပေမဲ့ကျမတို့အခုအချိန်မှာတော့အဲ့လိုမျိုးနေလို့မရတော့ဘူးကျမတို့နိုင်ငံအရရကိုကူးပြောင်းသွားလာတယ်နောက်တော့ကလေးတွေအနေနဲ့လှုပ်ရှားသွားလာမှုတွေကျမတို့အများကြီးတွေ့တဲ့အတွက်ကြောင့်ကလေးအနေနဲ့လည်းအများကြီးရွှေ့ပြောင်းရတဲ့အရာတွေအများကြီးဖြစ်လာတဲ့အတွက်ကြောင့်ကျမတို့အနေနဲ့ကလေးတွေကို nature နဲ့နော်တဘာဝအတိုင်းကြီးထွားဖို့တဘာဝကိုပို့ပြီးတော့သိဖို့အတွက်ကိုကျမအနေနဲ့အားပေးချင်ပါတယ်ဒါဆိုရင်ကျမ nature လေးကိုစလိုက်မှာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီဖွံ့ဖြိုးမှုစိတ်ပညာအရာ nature ဆိုတာပေါ့နော်ကလေးတွေရဲ့ပါလာတဲ့မွေးရပါအရေးအချင်းတွေကျမပြောသားသလိုပဲတဘာဝစွမ်းရည်တွေနဲ့ပြီးတော့ဒီဖွံ့ဖြိုးနိုင်စွမ်းတွေကိုလည်းဆိုလိုပါတယ်ပေါ့နော်ဒီစွမ်းရည်တွေကတော့အလျော်တော့မဖြစ်လာဘူးပေါ့နော်မဖွံ့ဖြိုးလာပါဘူးဒါဆိုတော့ကလေးတွေကိုကျမတို့ကဘာလုပ်ပေးဖို့လိုလဲပေါ့ nature မှာကလေးတွေကအဓိက observation စူးစမ်းလေ့လာတာပေါ့နော်စူးစမ်းလေ့လာတာကိုကျမတို့အများကြီးအားပေးဖို့လိုတယ်နောက်တော့သူတို့ကိုယ်တိုင်စဉ်းစားတာပေါ့နော်စဉ်းစားခွင့်ပေါ့စဉ်းစားခွင့်ဆိုတာကအထူးသဖြင့် rational thinking ကိုကျမတို့ငငယ်လေးကပြုစုပြောထားမှာဖြစ်တယ် rational thinking logical thinking system thinking ပေါ့ဟုတ်ပြီဘာလို့ရင်ဘာဖြစ်မလဲအကျိုးဆက်ကဘာတွေလဲdomino effect လို့ပေါ့နော် domino effect ဆိုရင်တော့ဒီ domino တစ်ခုကိုကျမတို့တန်းစီထားတယ်တစ်ခုကိုထိလိုက်ရတဲ့ဒီနောက်ဆက်တွဲ effect ကအဲ့လိုမျိုးအကုန်လုံးလဲသွားတယ်ပေါ့နော်ဆိုတော့တစ်ခုလှုပ်လိုက်တယ်ဆိုရင်နောက်ဆက်တွဲမှာဘာအကျိုးဆက်တွေရှိလဲဆိုတာကိုကျမတို့ကကလေးတွေကိုသိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ nature ဆိုတာကတော့ကျမတို့ကကလေးတွေမှာသူတို့ကိုယ်တိုင်စဉ်းစားနိုင်အောင်သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင်ကျမတို့ငငယ်လေးကပြုစုပြုထောင်ခြင်းဖြစ်ပါတယ်ဆိုတော့ကျမတို့ nature ကိုတွားရအောင်ဆိုတော့ကျမတို့ nature ဆိုရင်ကျမတို့ဒီမြန်မာဒီမိဘအတိုင်းဝိုင်းပတ်ဝန်းကျင်မှာဆိုရင်ကျမတို့မြင်တာပေါ့နော်ကျမတို့ခေတ်ထက်ဆိုင်အခုကလေးတွေကပို့ပြီးတော့ nature ပေါ့နော် nature လို့ပြောတဲ့ခါမှာ over protection ပေါ့နော် over protection ဆိုတာကလေးတွေကိုပေးမလုပ်ပဲနဲ့မိဘတွေကကိုယ်တိုင်လုပ်ပေးတာနော်ကိုယ်တိုင်ပဲနေသမင်းတွေခွန့်ကျွေးတာပါအစပေါ့နော်အဲ့လိုမျိုးကျမတို့အများကြီး over protection over care ပေါ့နော်ကျမတို့အဲ့ဒါတွေအများကြီးတွေ့ရတယ်တွေ့တဲ့ခါမှာကျမတို့ကနောက်တစ်ခါမိဘတွေကကလေးတွေကိုဆုံးဖြတ်ပေးတာပေါ့နော်တခုဆိုရင်ကလေးတွေကမဆုံးဖြတ်တော့အမေအဖေကိုပဲဆုံးဖြတ်ခိုင်းတာမျိုးဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာမျိုးတွေကကျမတို့ကငငယ်လေးကမပြုစုမပြောထောင်ထားဘူး nature တအားလုပ်တယ်ငငယ်လေးကကျမတို့ကဆုံးဖြတ်ချက်တွေအများနဲ့ချပေးနေဆိုရင်ဒီကလေးကဆုံးဖြတ်ချက်မချတတ်တော့ဘူးပေါ့နော်ဆိုတော့ကျမတို့အဲ့ဒါကိုလေ့ကျင့်ပေးရမယ်အဲ့ဆုံးဖြတ်ချက်မချတတ်ရင်အကြီးလာတဲ့ခါမှာလေလုပ်ငန်းခွင်တွေမှာကျမတို့အများအပြားတွေ့ရတယ်ဆုံးဖြတ်ချက်တွေမချတော့ဘူးเนาะဆုံးဖြတ်ချက်မချတဲ့အကြောင်းရင်းတွေကလည်းတစ်ချက်ကတော့ငငယ်လေးကအဲ့ဒီအလှအကျင့်တွေကမပါလာလို့လည်းဖြစ်မယ်နောက်တစ်ချက်ကျတော့တာဝန်ယူမှုတာဝန်ခံမှုမလုပ်ချင်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့เนาะဒါကြောင့်မို့ကလေးတွေကိုကျမတို့ကငငယ်လေးကကျမတို့ဘာလုပ်ပေးမလဲဆိုတော့သူတို့ကိုယ်တိုင်ဆုံးဖြတ်တဲ့ဟာကိုကျမတို့လေ့ကျင့်ပေးရမှာဖြစ်တယ်မိဘတွေကမဆုံးဖြတ်ပေးပါနဲ့နောက်တစ်ခါပြဿနာတိုင်းကိုဖြေရှင်းပေးတာပေါ့ငါအမေဖေကဖြေရှင်းပေးလိမ့်မယ်ဆိုပြီးတော့မှကျမတို့ကခွင့်ပြုထားတာဒါဆိုရင်ဒီကလေးကမဖြေရှင်းတော့ဘူးနောက်တစ်ခါ over protection ပေါ့နော်အရန်ကာကွယ်ပေးတာကိုယ့်သားသမီးမှာကိုယ့်သားသမီးငါမှငါငါသားသမီးမှာငါသားသမီးပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါကျရင်ဒါအရန် nature နဲ့ပေးမကြည့်ပဲနဲ့ nature နဲ့ပေးကြည့်တဲ့အခါမှာကလေးတွေဟာတကယ်လို့ကျမတို့မိဘတွေဆွေမျိုးတွေမောင်နှမတွေနဲ့အတူမနေရတော့တဲ့အခါကျရင်
သူတို့ရဲ့ဆုံးဖြတ်ချက်တွေကဝီတီဝါတာဆုံးဖြတ်ချက်မခိုင်မာတဲ့လူတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ကျမတို့ခုန nature နဲ့ nurture definition ကိုပြောပြီးတဲ့အခါမှာအခုခေတ်နဲ့ကျမကချိတ်ဆက်ပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့သူတေသနပညာရှင်ပေါ့နော်ဒီ psychologist လည်းဖြစ်တယ်သူတေသနပညာရှင် Yuri Bronfenbrenner ကနေပြီးတော့မှသူက nature နဲ့ nurture ကတော့အပြန်အလှန်ချိတ်ဆက်မှုရှိတယ်ပေါ့နော်လူတွေက nature နဲ့ကြီးပေမဲ့ကျမတို့ nature နဲ့ကြီးတဲ့ကလေးတွေကိုလည်းတိုင်းလွတ်ထားလို့မရဘူးပေါ့နော်မိဘတွေအနေနဲ့ coaching ပေါ့နော် coaching ဆိုတာသူ့အမြဲတမ်း monitor လို့ပြောတယ်အမြဲတမ်းစောင့်ကြည့်နေတယ်ပြီးရင်ကျမတို့ဘာလုပ်ပေးလဲဆိုတော့သူ့ကိုပြန်ပြီးတော့ coach လုပ်ပေးတာပေါ့နော်ဒါမျိုးလုပ်ရင်တော့ပိုကောင်းတယ်ဒါပေမဲ့ကျမတို့မိဘတွေဆရာမတွေကိုယ်တိုင်လည်းဒါအောင်အရင်နားလည်ဖို့တော့လိုတာပေါ့နော်သူက coach လုပ်နိုင်ဖို့ကကျမတို့ကိုယ်တိုင်နားလည်မှသာနေ coach လုပ်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်နောက်ကလေးတွေကနောက်တစ်ခါနောက်ပညာရှင်တယောက်ကလည်းဒီချင်းပင်စန်ကနေပဲပြောသွားတယ်ခလေးတွေကသူတို့ကကိုယ်တိုင်စူးစမ်းလေ့လာတာစဉ်းစားတာတွေးခေါ်တဲ့အတွေ့အကြုံတွေကနေပြီးတော့မှသင်ယူခြင်းအပြင်သူတို့ရဲ့ဉာဏ်ရည်တွေစဉ်းစားနိုင်စမ်းတွေကဖွံ့ဖြိုးလာမယ်ဆိုတာကိုလည်းရှင်းပြထားတယ်ပေါ့နော်โอเคဒါဆိုတော့ကျမတို့ကအရန်ပေါ့နော်ဒီ nature နဲ့ nature ကိုကျမကကွဲပြားမှုကိုကျမရှင်းပြပြီးတဲ့အခါမှာတဘာဝအတိုင်းပေါ့နော် nature အတိုင်းကြီးစေခြင်းဆိုတာဘာလဲပေါ့နော်ဆိုတော့ကျမတို့က nature အတိုင်းကြီးစေတယ်ဆိုတာကျမတို့ကကလေးတွေကိုတိုင်းလွတ်ထားတာတော့မဟုတ်ဘူးเนาะကလေးတွေကိုသူ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့တာဝန်တွေကိုငယ်တွေကယူတတ်အောင်เนาะဆိုတော့အဲ့ဒါတွေကိုကျမတို့ကကိုယ်တိုင်လုပ်ခွင့်ပေးတာကိုယ်တိုင်စဉ်းစားခွင့်ပေးတာကိုယ်တိုင်စုံဖြတ်ခွင့်ပေးတာเนาะပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းခွင့်ပေးတာအမားကနေသိရင်ခွင့်ပေးတာတွေပဲဖြစ်တယ်ပေါ့เนาะဆိုတော့ဒါက nature အတိုင်းကြီးပြင်းစေတာဖြစ်တယ်ဒါပေမဲ့မဟုတ်ဘဲနဲ့ကျမတို့က nature အတိုင်းကြီးမယ်ဆိုရင်တော့ကလေးတွေကိုမိဘတွေကအမြဲတမ်းဆုံးဖြတ်ပေးတယ်စဉ်းစားပေးတယ်เนาะအကုန်လုံးလိုက်ပြီးတော့လုပ်ပေးတယ်ဆိုရင်ကလေးတွေကသူတို့က nature နဲ့ကြီးတဲ့အတွက်ကြောင့် over protective ဖြစ်တယ်ဆိုတော့သူတို့ကြီးလာတဲ့ခါမှာလည်းသူတို့ကိုယ်တိုင်မဆုံးဖြတ်နိုင်တော့ဘူးသူတို့ကိုယ်တိုင်မစဉ်းစားနိုင်တော့ဘူးသူတို့ကိုယ်တိုင်မတွေးခေါ်နိုင်တော့ဘူးเนาะအဲ့လိုမျိုးတွေဖြစ်လာနိုင်မယ်ဒါကြောင့်မို့ကျမတို့ကလေးမိဘတွေဆရာမတွေဆိုတာကျမတို့ထိန်းချုပ်သူမဟုတ်ပါဘူးပေါ့เนาะnot controller ပေါ့နော် controller မဟုတ်ပါဘူးကျမတို့ကနီးပြ coach တွေပဲဖြစ်ပါတယ်ဆိုတာကိုပြောချင်ပါတယ်